Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ရုံမွေးလေးတစ်ခု review လုပ်ပေးခြင်းလို့ပါသူကတော့ဒီကောင်လေးဖြစ်ပါတယ် wave chai ဒီ wave chai ကို2024ခုနှစ်မှာဂျာရိုမာဒီမာရီနိုကနေပြီးတော့စတင်ထုတ်လုပ်ခဲ့တယ်ပေါ့နော်သူကနွေရာသီလက်ဆက်တဲ့လေဘေတစ်ခုမှာကျွန်တော်တို့ကမ်းခြေကိုရောက်သွားတဲ့ vibe လို့မျိုးရနံ့မျိုးဖန်တီးပေးထားတယ်ပေါ့နော် top note မှာတော့သူက mandarin orange ရယ် lemon ရယ်အဲ့လိုမျိုး citrusy ဖြစ်တဲ့ refreshing ဖြစ်တဲ့အနံ့တွေနဲ့စပြီးတော့ဖွင့်လာတယ်ပေါ့ပြီးတော့ middle note မှာပေါ့နော် middle note မှာတော့ watermelon ဖရဲသီးနဲ့ coconut အုံးသီးတို့လို fruity ဖြစ်တဲ့အနံ့အနေနဲ့တွားလာတယ်ပြီးတော့ base note မှာတော့ကျွန်တော် amber grapes ပြီးတော့ amber wood ပြီးတော့ cacao ဆိုတာကကျွန်တော်တို့ဒီ chocolate တွေလုပ်တဲ့နေရာမှာသုံးတဲ့အရာပေါ့နော် amber grapes ကတော့ကျွန်တော်နားလည်အောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီဝေလာငါးတွေပေါ့စားလိုက်တဲ့အခါမှာစားမကြည်တွေပဲနဲ့ပြန်ပြီးစွန့်ထုတ်လိုက်တဲ့အရာမှာလိမ့်ဆန်ထွက်တဲ့အကျွင်းကြံပေါ့နော်အဲ့ကနေပြီးတော့ဟိုဒီ fruity ဖြစ်တဲ့အနံ့တွေကိုဟိုဘယ်လိုပြောမလဲအသားရည်ပေါ်မှာ scan ပေါ်မှာကြာရှည်ခံအောင်လို့ထည့်ထားတဲ့ပစ္စည်းလေးဖြစ်တာပေါ့နော် base တော့မှာဆိုတော့ amber wood ကကြတော့ဟို woody နံ့ပေါ့နော် woody နံ့ဟိုမှာသူကလုံးဝ soft ဖြစ်နေတွားထားတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ကျွန်တော်ထမ်းကြည့်လိုက်သူ့ရဲ့ဒါတော့ခုနပြောတော့ကျွန်တော်ပြောလိုက်တာတော့သူ့ရဲ့ note တွေပေါ့နော်တကယ်တမ်းလက်တွေ့ reality မှာခံစားရတဲ့ note တွေမှာတော့ခုန opening မှာကျွန်တော်ပြောခဲ့သလိုမျိုးပဲmandarin orange တို့ဒီ lemon တို့လို့ citrusy ဖြစ်တဲ့ note တွေနဲ့ဖွင့်ထားတယ်ဒါပေမဲ့ကျွန်တော်ရလိုက်တဲ့အနံ့မှာအဲ့အနံ့တွေကတော့ပါတယ်ဒါပေမဲ့သူ့မှာအထင်ရှားဆုံးအနံ့ melon note ဖြစ်တဲ့ကျွန်တော်တို့ဒီ watermelon အနံ့နဲ့ coconut တို့ရဲ့အနံ့ကိုကျွန်တော်တို့ပို့ပြီးတော့ရတယ်ပေါ့နော်ဖရဲသီးပီကယ်ပေါ့ကျွန်တော်တို့ဒါမြင်အောင်ပြောဖရဲသီးပီကယ် watermelon bubble gum စားနေရတလူမျိုးအနံ့ရတယ်ပေါ့နော်အဲ့နောက်မှာခုနပြောတယ်ကျွန်တော်တို့ amber grapes တို့ amber wood တို့ပြီးရင်ကျွန်တော် cacao အဲ့လိုအတန်ထွက်မလားကျွန်တော်အတန်ထွက်ကတော့နည်းနည်းလေးလိုအပ်လိမ့်မယ်ကျွန်တော်လည်းအရင်ပြမထွက်တော့ဘူးဖြစ်နေအဲ့အတန်ဆိုတော့အဲ့လိုအနံ့အနေနဲ့ပေါင်းစပ်ထားတယ်ပေါ့နော်ဆိုတော့ fresh ဖြစ်တယ်ပြီးရင်ဒီဖျဲသီးစားရတဲ့ဖျဲသီးပီကေကိုစားရတဲ့အရာသာပေါ့နော်အနံ့ပေါ့အနံ့ပဲပြောအောင်အနံ့လိုမျိုးပုံစံကိုပေးစွမ်းနိုင်တယ်ပေါ့နော်ဆိုတော့သူကတော့ long lasting ဖြစ်တယ်လို့တော့ပြောလို့ရတယ်ကျွန်တော်ခန္ဓာကိုယ်မှာတစ်ချက်နှစ်ချက်အနောက်မှာသုံးချက်အင်ကြီးပုံအနောက်ဂုတ်မှာဂုတ်က skin ပေါ်မှာတစ်ချက်ပြီးရင်ဂုတ်ကအင်ကြီးပေါ်မှာတစ်ချက်ပြီးရင်ဒီမှာတစ်ချက်စီပေါ့နော်ပြီးရင်ဒီအရှိအင်ကြီးမှာနှစ်ချက်ပြီးရင်ကျွန်တော်တို့ဒီလက်မောင်းမှာတစ်ချက်ပေါ့နော်ပြီးရင်ဒီတစ်ခါလေလက်ကောက်ဝက်မှာဆွတ်တယ်ပေါ့နော်အဲ့တော့1နဲ့3 4 5ချက်ပေါ့ထန်ကုန်အများဆုံး6ချက်ဆွတ်တဲ့အချိန်ပေါ့ဒီကောင်ရဲ့ performance က6နာရီပေါ့နော်6 hour above လောက်မှာကျွန်တော်ရတယ်long lasting လဲကောင်းတယ်လို့ပြောလို့ရတယ်long lasting လဲကောင်းတယ် projection ကတော့အရင်ကြီးဘယ်လိုပြောမလဲဖြတ်သွားလိုက်တာနဲ့အနံ့ရတဲ့အနေထားတော့ရှိတယ်ဒါပေမဲ့ဟိုလိုမလာခင်အနံ့ချိုရတာမျိုးပါညာတော့မရှိဘူးပေါ့နော်ဒီကောင်ဆိုတော့သူ့ရဲ့ဈေးတန်းမှာ performance နဲ့အနံ့ sense profile ကလက်ခံပေးလို့ရတယ်ဆိုတော့အရင်ကြီးလဲ
ဘယ်လိုပြောမလဲအရင်လဲ fruity မဖြစ်တယ်လို့အရင်လဲ citrusy မဖြစ်ဘူးဘယ်လိုပြောမလဲကောင်းတယ်လို့ပြောလို့ရတယ်ဘယ်လို citrusy ဖြစ်တယ်ဆိုတာကျွန်တော်တို့အရင်သိရမလား lemon တို့ bergamot တို့အဲ့လိုမျိုးတွေ base အဲ့လိုမျိုး sense profile တစ်လျှောက်လုံးကအဲ့လိုမျိုးကြီးနဲ့တွားထားပြီးတော့မှသိရမလား refreshing ဖြစ် citrusy ဖြစ်တဲ့ရင်မွေးမျိုးလည်းမဟုတ်ဘူးဒါပေမဲ့အရင် fruity ဖြစ်အရင် fruity နဲ့ထောင်းထနေအောင်မျိုးတွားတာလည်းမဟုတ်ဒါပေမဲ့တကယ်လို့အဲ့လိုမျိုး watermelon ပြီးရင်ဒီအုံးသီးပေါ့နော် coconut အဲ့လိုအနံ့နေကြိုက်တယ်ဆိုရင်တော့ဒီ wave chai ကတော့တော်တော်သုံးလို့ကောင်းတဲ့အမျိုးအစားတွေမှာပါတယ်citrusy ဖြစ်တာနဲ့ခုန fruity ဖြစ်တာကိုကောင်းကောင်း combination ကောင်းကောင်းနဲ့ပေါင်းစပ်ထားတာပေါ့နော်အထင်သာဆုံးဥမာပြောရမယ်ဆိုခုနကျွန်တော်ပြောခဲ့သလိုပေါ့ watermelon bubble gums အဲ့လိုမျိုးစားတဲ့ပုံစံအဲ့လိုမျိုး watermelon bubble gum စားလိုက်ရင်ထွက်လာတဲ့အနံ့မျိုးပုံစံကိုကျွန်တော်တို့ရတယ်ပေါ့နော်ဆိုတော့ဒီကောင်တော့100 ml ဖြစ်ပါတယ်100 ml ပေါ့နော်ဆိုတော့100 ml ဖြစ်ပါတယ်သူဈေးထဲမှာတော့ price to performance မဆိုဘူး sun profile မဆိုဘူးလို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်ကဒီကောင်ကကျွန်တော်ဒီ fragrance community တွေကကျွန်တော် senior ကိုတယောက်ကျွန်တော်ကိုစမ်းပေးသူနဲ့ဆုံတဲ့အချိန်မှာသူကစမ်းပေးလို့ကျွန်တော်ကြိုက်သွားလို့ဝယ်ပြသွားတဲ့အနံ့ပေါ့နော် offer လဲရခဲ့တယ်ဘယ်လိုပြောမလဲဝယ်ရလဲအရင်ကြီးလွယ်ကူနေတဲ့ထဲတော့မပါဘူးဒါပေမဲ့တကယ်လို့အဲ့လိုမျိုးbubble gums အဲ့လိုမျိုးဖျဲသီးရဲ့ bubble gums အနံ့လိုမျိုးကြိုက်တယ်ဒါဘယ်လိုပြောမလဲ daily လဲဆိုလို့အဆင်ပြေတယ်လို့ပြောလို့ရတယ်အရင်ဘေးလူကိုအနှောင်းမဖြစ်စေဘူးပေါ့နော်ဆိုတော့အဆင်ပြေတဲ့ occasion meal outfit meal ဆိုလို့ရတဲ့အထက်မှာလည်းဒီကောင်ပါတယ်ပေါ့နော်ဆိုတော့ unisex သုံးလို့ရပါတယ်ဆိုတော့တကယ်လို့ offer ရတယ်ဘာညာဆိုတော့ဝယ်ထားဝယ်မယ်ဆိုဝယ်ထားတဲ့မှာတကယ်လို့အဲ့လိုဖျဲသီးနဲ့နေပါကြိုက်တယ်ဆိုရင်ပေါ့သူကတော့ဖျဲသီးအနံ့ပို့ပြီးတော့ကျွန်တော်နှာခေါင်းထဲမှာပို့ပြီးပေါ်လွင်တဲ့ sense profile အဖြစ်ဟိုရှိနေတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ဒီနေ့ review ပေးခြင်းတယ် wave chime ဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်တို့ရေမွေး review တွေထပ်လာဖို့ရှိပါတယ်အားလုံးပဲကျွန်တော်တို့စောင့်မျှော်ပေးကြပါအောင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်have a good day and have a good sense bye bye